ခုနှစ်နှစ်ကြော်ကြာထည့်အထိပျောက်ဆုံးသွားတဲ့ကောင်လေးတယောက်ကသူတို့အိမ်သားမီးကိုခေါင်းနိုင်ထဲမှာပြန်တွေ့ခဲ့ရတဲ့အကြောင်းလေးကိုကျွန်တော်ဒီနေ့ပြောပြပေးပါမယ်။ဒီဇယ်လန်လေးကတော့ရင်ခုန်စရာကောင်းရုံနေမဟုတ်ဘူးဒီနေ့ချီအဖြေမရှာနိုင်တဲ့ကပ္ပအစမ်းကျယ်ဆုံးလူပြောက်မှုတစ်ခုပဲဗျ။ဒီကောင်လေးရဲ့နာမည်ကတော့ဂျော်ရှွာမန်တက်စ်တဲ့သူ့ရဲ့အသက်18နှစ်ပဲရှိသေးတယ်။ကိုလိုရာဒိုပြည်နယ်မှာနေထိုင်တဲ့ဒီကောင်လေးကတောတောင်တွေထဲမှာရှောက်လေရတာလမ်းလျှောက်ရတာကိုအယံဝါသနာပါခဲ့တာပေါ့ဒီလိုနဲ့လွန်ခဲ့တဲ့2008ခုနှစ်မေလ10ရက်နေ့မှာပေါ့သူကထုံးစံအတိုင်းတောနက်ထဲကိုရှောက်လေဖို့သွားခဲ့တယ်ဒါပေမဲ့စိတ်မကောင်းစရာကနောက်နေ့အထိသူပြန်မလာတော့ပါဘူးဒါနဲ့မိဘတွေကလန့်ဖြန့်ပြီးတော့ရဲစခန်းမှာတိုင်ချက်ဖွင့်နေသူကိုယ်တိုင်ပဲတောနင်းပြီးတော့ရှာခဲ့တယ်ပေါ့ဒါပေမဲ့ဘယ်နေရာမှာဘယ်လိုပဲရှာဂျိုရှွာရဲ့ရိတ်လောင်ကိုမတွေ့ခဲ့ရဘူးလုံးဝကိုမတွေ့ခဲ့ရပဲကဘာပေါ်ကနေလူတကိုယ်လုံးပျောက်ချင်းမရပျောက်ဆုံးသွားခဲ့ပါတယ်အဲ့လိုနဲ့အချိန်ကြီးကုန်သွားခဲ့တာ9နှစ်တောင်ကြာသွားဗျာ2015ခုနှစ်ရောက်တဲ့အချိန်မှာမာဖီလို့ခေါ်တဲ့အင်ချန်မြေလုပ်ငန်းရှင်တစ်ထည်တယောက်ကဂျော်ရှွာတို့အိမ်နဲ့1ကီလိုမီတာလောက်ပဲဝေးတဲ့တောနက်ထဲလူမရှိတဲ့အိမ်ထဲမှာသူကဝယ်လိုက်တယ်အဲ့အိမ်ကြီးကိုဖြိုရင်းနဲ့အိမ်ရဲ့မီးကိုခေါင်းနိုင်ထဲမှာဖြတ်ဖို့လုပ်တဲ့အချိန်မှာအဲ့ထဲမှာလူတယောက်ရဲ့အယိုးစုတစ်ခုသွားပိတ်မိနေတာကိုတွေ့ခဲ့ရတယ်အလုပ်သမားတွေကထိတ်လန့်စရာနဲ့တွေ့ခဲ့ရတာပေါ့အဲ့ဒီရိုးစုရဲ့ဘေးနားမှာလည်းစုပ်ပြတ်နေတဲ့ဝက်စားတွေလည်းရှိနေခဲ့တယ်။ရဲတွေကချက်ချင်းပဲအဲ့ရိုးစုကိုဒီကနေစစ်ကြည့်ကြတယ်။ပြီးတော့တက်ခွဲခန်းကိုပို့လိုက်ကြတယ်ပေါ့။တေချာစစ်ကြည့်ပြီးတော့ထွက်လာတဲ့အချိန်မှာတော့အားလုံးကဆွမ်းသွားကြတယ်။ဘာလို့လဲဆိုအဲ့ရိုးစုကလွန်ခဲ့တဲ့9နှစ်ကတည်းကပျောက်ဆုံးသွားတဲ့ကောင်လေးဂျိုရှွာမန်တက်ရဲ့အရိုးစုဖြစ်နေတော့ပဲ။ဒါပေမဲ့တကယ်ပေးရင်ကြီးအခုမှစားတာပါ။ဂျိုရှွာအဲ့မြေကိုခေါင်းနိုင်ချင်းကြီးလေးတွေကိုဘယ်လိုရောက်သွားတာလဲ။သူကိုယ်တိုင်ပဲစော့နေရင်းနဲ့အပေါ်ကနေပြုတ်ကျပြီးတော့ညက်နေခဲ့တာ။ဒါမှမဟုတ်တယောက်ကသူ့ကိုတက်ပြီးအဲ့ထဲကိုအတင်းထိုးထဲပွက်ထားခဲ့တာလားဆိုတော့အခုချိန်ကြီးတော့စုံစမ်းစစ်ဆေးလို့မရခဲ့ပါဘူး။ဘယ်သူမှလည်းအဖြေရှာလို့မရတဲ့သူ့အချက်ကြီးတစ်ခုဖြစ်နေတော့မှာပဲ။လူချင်းမင်းတို့ရောဒီဥစ္စာကိုလူတက်မှုလို့ထင်လားမတော်တဆမှုတစ်ခုလို့ပဲထင်လားကွန်မန့်မှာဖြေခဲ့ပေးပါအောင်။